တက်သွားတယ်တွေးလိုက်တယ် I'm sorry မိုင်းတဲ့မနေ့ကကြာမှတွေ့မယ်တဲ့ sorry ပါတဲ့ဟောခဏတကောင်တက်သွားခါလေးကြည့်ဦးပြန်ပိတ်တကားပြန်ပိတ်တကားပိတ်ဆိုပိတ်လေပိတ်ဆိုပိတ်လိုက်ဟာတိုင်ပတ်နေတယ်တကားပိတ်လို့တကားဘောင်ပိတ်မိရနေပြီရောဟာလေပြီးတော့အိမ်စာလုံးမယ်ပေါ့နော်အိမ်စာလေးကိုလုံးလိုက်ခုနတယောက်တက်သွားတယ်ကြည့်ရတော့ဟိုဘက်မှာကျမဖေနဲ့မိခန်းရှိရပေါ့နော်အဲ့ဒီအခန်းထဲမှာအဲ့ခန်းထဲဝင်နေရတာမသိဘူးနော်အော်တဲ့အိမ်စာကိုကြာရေးလုံးလိုက်တယ်7:38မှာပြီးသွားပြီပေါ့နော်အိမ်စာပြီးသွားโอเคနေနဲ့ငါနဲ့နေနဲ့အိုးငါနဲ့နေနဲ့အေးအဲ့ချိန်မှာအမေက message ပို့ပါတယ်အမေကဘာပြောပါတယ်ဝါတဲ့ညနေထိမနေနဲ့တဲ့ငါတဲ့ miss ဖော်လာပေါ့နော် miss ဖော်လာစီရတဲ့ပညာတဲ့မကြားချင်ဘူးပေါ့နော်ညနေထိနေတယ်ပေါ့နော် miss ဖော်လာဆိုဘယ်သူလဲအမေစပိုင်လွတ်ထားတဲ့တယောက်ဖြစ်မယ်နော်โอเคအဲ့ဆိုရင်အိတ်ခိုင်းနေပြီဆိုတော့အိတ်ပါတော့မယ်အိတ်ပြီတနာရီ16မိနစ်မှနိုးလာရပေါ့နော်အော်တဲ့ရေးစားတယ်တဲ့ကောင်းလိုက်တာနော်ကျမဆိုလို့ရှိရင်အဲ့ရပြီမရှိဘူး3-4ဘူးလောက်ထားတာနေမလဲနော်ရေးစားရဆိုပြီးကြောက်တယ်ဟိုမှာတယောက်တက်သွားဒီပေါ်မှာရှိတယ်ဟူကြောက်တယ်ကြောက်တယ်ရေစားဆိုရေပဲတောက်ရေကဘယ်မှာရေကဘယ်မှာ this ရေโอเคပြတောက်ရေတောက်မယ်ပေါ်တာခဲနေမှာတောက်မချလားတောက်ကုန်တောက်ပိတ်တကားပြန်ပိတ်တောက်အရေကုန်တောက်အမေပို့ရပါတော့ဘိုက်တယ်ဟုတ်တယ်ဘိုက်တယ်မိုင်းတဲ့တကားမှမတူလဲတဲ့နေလားတဲ့ဘလို့လဲငါမဟုတ်ဘူးကျွန်တော်မဟုတ်ဘူးအမေကျွန်တော်မဟုတ်ဘူးတမမဟုတ်ဘူးကျမမဟုတ်ဘူးဘလို့လဲဟဲ့တကားမသိဘူးဝါခဏအမေကပုံရင်းပို့တာနော်တကားမှမတူဘူးလည်းမသိဘူးနော်သူကြည့်လိုက်မလေးကြောက်ဟိုလူရ oh my god oh my ပြေးနေရပြီကျမပြေးနေရပြီပြေးလေဘာအဲ့လိုပြေးနေရလဲဘာမြန်မာလူကြီးပြေးနေရလဲလို့အဲ့တကားအရေးနဲ့ကြောင်ပိတ်မရ what the fuck မဟွာတဲ့တကားကိုတဲ့ဘယ်လိုဖြစ်မဖွင့်နဲ့တဲ့လောချတာတဲ့သူလာတဲ့မဖွင့်နဲ့တဲ့သူမမေးတဲ့ပုံနေလိုက်မယ်နော်
is Paula တဲ့ at the door တဲ့ခုနအမေပြောတဲ့ Mrs. Paula ပေါ့နော် Mrs. Paula ခေါ်နေရကြားလားတဲ့အားလုံးစင်ပြေတော့မှာပါတဲ့တကားမှာတဲ့ Mrs. Paula ရောက်နေပေါ့နော်အကုန်လုံးစင်ပြေသွားမယ်တဲ့အမေတောင်းပါပါတယ်တဲ့ကဲ Mrs. Paula ရောက်နေပြီတဲ့ဘယ်လိုလုပ်ရမလဲထွက်ရမလားထားရမလားထွက်ရမလားထားရမလားထွက်ရမလားထားရမလားခဏခဏရ Mrs. Paula ရောက်နေပြီတဲ့တကားဘယ်လိုဖွင့်ရမလဲမသွားရင်အော်Mrs. Paula ကဲပါဦး Mrs. Paula ဘယ်မှာလဲမရောက်နေစို့ဘယ်လိုလုပ်မလဲ Mrs. Paula ဘယ်လိုလုပ်မလဲကဲတကား Oh my god အမေနဲ့အဖေအခန်းထဲမှာအရေးကြီး Mrs. Paula ရေ Mrs. Paula ဘယ်မှာလဲ Mrs. Paula လောက်ပါ Mrs. Paula ရေအရေးကြီး Mrs. Paula ရေဘယ်လိုလုပ်ကြမလဲရဲရောက်လာပြီကဲပါရဲတွေကဲပါပြီးသွားပြီပေါ့နော်အကိန်းပါရီတဲ့ရဲတွေရောက်လာပြီဆိုတော့တကားလေးဖွင့်လိုက်မယ်ပေါ့နော်တကားပဲရောဒါလေးလား Mrs. Paula thank you Mrs. Paula thank youမြောက်သွားပြီပေါ့နော်ဒါတော့ Face to Fun တန်ရဲ့ episode 1 ပါ episode 2ကတော့ No Hitchhike ပေါ့နော်episode 2ကနောက်မှပဲဆော့ပြရမယ်နော်ကဲအဲ့ဆိုရင်တော့ဗီဒီယိုလေးကိုဆုံးသတ်မှာဖြစ်ပါတယ်တဒါ